ရက်တဲ့ကြငါတင်တင်းနဲ့ငါကြောင်စားကြံနဲ့ငါဖျားခဲ့ရက်တဲ့ကြဆိုတာဒါတော့လူသိပါတယ်ရေစင်းနဲ့မှာရင်းလိမ့်နဲ့ရေရဖြတ်သွားလို့ရှိရင်ရေရအောက်ကြပြီးငါအပေါ်မှာကြာနေခဲ့တယ်အဲ့ဒီရက်တဲ့ကြငါတင်နဲ့ငါကြောင်စားကြံနဲ့ငါဖျားခဲ့ဆိုလိုတာကတော့တဲ့လူရည်လို့ဖြစ်ကြလူရည်လို့ဖြစ်ကြတဲ့အထဲမှာအရှင်ဘုရားတို့ကဗုဒ္ဓဘာသာဝင်နဲ့လူဖြစ်လာတာကိုရက်တဲ့ကြငါတင်လာတယ်လို့ခေါ်ပါတယ်နော်အဲ့ဒါအဖတ်တင်လာဒါပေမဲ့အဲ့တင်တဲ့ထဲမှာကြောင်စားသေးတယ်တဲ့ကြောင်စားခံတော့ရှင်းပါမလားကြောင်စားခံနေဆိုတော့မအားပါဘူးတရားအထုတ်ပါမထုတ်ချင်သေးပါဘူးနော်ကြောင်စားခံနေရတာနော်တရားထိုင်လို့မဖြစ်ပါဘူးနားတယ်ကြားတယ်အဲ့ဒါဘာဖြစ်နေလဲကြောင်စားခံနေရတာအဲ့ဒီကြားရမှာအခြားရိပ်တာတွေမှာအရှင်များတို့ကြီးငယ်ဘူးတာတွေရှိတယ်တဏှာကြီးကျင့်တယ်ဝေဒနာတက်တော့မခံနိုင်တော့ဘာလုပ်ပြီလဲပြင်မပေးဘူးလားပြင်ပေးတယ်အဲ့လိုဆိုရင်တဲ့ရှင်များတို့စဉ်းစားမခံနိုင်တာမခံစားကျင်တာပါလေဒေါသတိမခံကျင်တာဒေါသပြုပြင်ကျင်တာလောဘအဲ့ဒါအကျဉ်းသားလေဒီဒုက္ခဝေဒနာကိုသိမခံကျင်တာဒေါသဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာဖြစ်အောင်လုပ်ချင်တာလောဘအဲ့ဒီဒေါသနဲ့လောဘအဲ့ဒါအနိစ္စခံအဲ့ဒီဒေါသနဲ့လောဘစိတ်ကြီးနဲ့တရားထိုင်တဲ့ဝေဒနာတက်တဲ့ပြင်းနေဆိုတာဘာဖြစ်လို့ပြင်းတာလဲဒေါသဖြစ်တော့မခံနိုင်တော့လောဘနဲ့ပေါင်းပြီးတော့ပြင်းနေကမ္မထမ်းဖြစ်မသွားဘူးလားဒါတရားနဲ့ကုသိုလ်တက်သွားသလားအကုသိုလ်တက်သွားလားအဲ့ဒါလူတွေအလိုလိုက်တာလေလောကလည်းတရားမကျင့်လဲပြင်းနေတာပဲဒီကအသိနဲ့ပြင်းအမှတ်နဲ့ပြင်းပင်မန်းသေးဘာမှမသိပဲပြင်းနေတာသက်သာတာပဲမွတ်စလင်ခရစ်ယာန်တွေရောမပြင်းနေဘူးလားပြင်းနေတာပဲအဲ့တော့အကုသိုလ်တက်ကောလူကျင်နာကတော့မတရားဖို့တရားတကယ်တရားနဲ့လည်းတွေ့ရောမတရားဖို့တရားရသေးလားမရတော့အကုသိုလ်တရားရပါတော့လူတွေကိုအလိုလိုက်တာလူဟာကာမဒုက္ခအလိုနဲ့မနေဘူးလားနေတယ်နော်ကောင်းတာလေးမြင်ရင်လည်းကောင်းတာလေးစားခြင်းနဲ့ကောင်းတာလေးကြားခြင်းနဲ့ဆိုကာမအရသာကာမဝဋ္ထုတွေနဲ့ပဲကုစားပြီးတော့နေကြတယ်တရားထိုင်တော့လေကာမချမ်းသာနဲ့ကုစားနေမှာတော့တရားထိုင်တာဖြစ်ပါတော့မလားအေးအဲ့ဒါမသိတော့လူတွေရဲ့အလိုလိုက်နေတာအလိုဆိုတာဘာခေါ်လဲလောဘလိုက်ရောတာလဲလောဘပဲလိုက်တာလဲအလိုတို့ဖြည့်စည်းတယ်မဟုတ်ဘူးလားလိုရလဲလောဘလိုက်ရောတာလဲလောဘတရားကိုကောက်တော့ဘာခေါ်လဲတဏှာလောဘကိုတရားကိုကောက်တော့ဘာခေါ်လဲတဏှာဒါပြင်ကြွခြင်းမခြင်းနာကတရားကိုကောက်ရင်တဏှာဝေဒနာကနေပြင်လိုက်လှုပ်လိုက်မဲ့ဆိုဘာကူးသွားပြီလဲတဏှာကူးမသွားဘူးလားမဲ့ကူးသွားသလားတဏှာကူးသွားလားသွားတော့ကတော့ရိပ်တာတဲ့မဲ့ကူးခြင်းလို့သွားတာဝေဒနာတက်တော့ဘာကူးသွားလဲတဏှာနဲ့လာတဲ့ပုဂ္ဂိုလ်တဏှာကူးခိုင်းတော့တဏှာတော်တွေကထွက်နိုင်ရဲ့လားအဲ့ဒါလူတွေကိုအလိုလိုက်ပြတာနော်အဲ့ဒီအလိုလိုက်ပြတဲ့တရားတဏှာနောက်လိုက်တဲ့တရားကတော့ဖရာတရားဖြစ်ပါမလားဖြစ်ပါဘူးဖြစ်ဘူးအဲ့တော့လွတ်မြောက်အောင်မပြနိုင်ဒါကိုအပြစ်လို့မသိပဲနဲ့အပြစ်ကိုအကောင်းကြီးထင်ပြီးတော့ဒုက္ခကိုဒုက္ခနဲ့ဖုံးနေတဲ့အလုပ်ကြီးကိုအဲ့ဒါကိုတရားကျင့်နေပါတယ်ဆိုတာတရားကျင့်တာမြည်ပါမလားမမြည်ဘူးအဲ့တော့ဘာဖြစ်ကုန်လဲသာသနာပြည့်ကုန်သာသနာဖြစ်စည်းတာပဲမမှန်ကန်တဲ့တရားကိုအမှန်လို့ပြတာမှန်တဲ့တရားကိုမှားတယ်ဟဲ့ကြာမထိုင်နဲ့ပြင်းနေညှင်းစေတဲ့တရားလို့အမှန်ကိုအမှားလျှောက်ပြောအမှားကိုအမှန်ပြောနေတော့သာသနာတည်ပါတော့မလားသာသနာပြည့်ရောရှင်များတို့ကအဲ့လိုမကြဘူးလားကြားဘူးတယ်
အဲ့ဒီထဲမှာဝိုင်းတော်သားတွေရောမပါခဲ့ဘူးလားပါခဲ့တယ်ပြင်းနေဆိုပြင်းနေအမှတ်နဲ့ပြင်းနေသိနေအမှတ်နဲ့ပြင်းလဲမခံနိုင်လို့ပြင်းတာပဲအသိနဲ့ပြင်းလဲမခံနိုင်လို့ပြင်းတာပဲပုရုဇဉ်လဲပြင်းနေတရားကျင့်လဲပြင်းနေဘာထူးလဲထူးသလားတရားကဝိထူးပြီးတော့ပတ္တိရှုတာထူးတဲ့တရားအခုပြင်မရှိမှတော့ထူးသေးလားမဝိတော့ဘူးဒါဝိပဿနာမဟုတ်တော့အဲ့လိုဖြစ်နေအခုတော့အရှင်များတို့ကိုယ်ရောစိတ်ကောပင်ပန်းပြီးတော့ပေးတည်ပြီးညှိချုပ်ပြီးခံလို့ရပါမလားအတ္တကိလမထာနိယောဂတွေရောက်ပါမယ်အဲ့တော့ဘာလို့ရမလဲစိတ်ကိုဝင်လေထွက်လေရှိတဲ့နေရာကိုသိသိမှအစွန်းတစ်ပါးမှလွတ်မသွားဘူးလားလွယ်နဲ့ရပါမလားမရဘူးတိခံပြီးတော့အားထုတ်ယူရမယ်ဘာလို့ရမလဲတိခံရင်ဘယ်ရောက်မလဲဟာနိဗ္ဗာန်သားတွေပြောင်းကြည့်နိဗ္ဗာန်သားတွေသိမခံနိုင်ဘူးတိခံရင်ဘယ်ရောက်မလဲနိဗ္ဗာန်ရောက်ခြင်းဘာလို့အောင်တိခံရတဲ့ပြင်းနေဆိုတာတိခံနိုင်လို့လားသိမခံနိုင်လို့လားနိဗ္ဗာန်ရောက်ပါမလားဘယ်ရောက်ငရဲရောက်မခံရင်ဒေါသနဲ့သိငရဲပြီလောဘနဲ့သိပိဋ္ဌာပြီလွတ်မလားအဲ့ဒါ